မင်္ဂလာညချမ်းလေးပါခင်ဗျာပရလောကနဲ့ကံမီရဇလံကောင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ကြာရလို့လာပါပြီကျွန်တော်ဒီကနေ့ညမှာတော့ဘိုးမင်းကောင်းနဲ့ကြက်ကောင်းရွာမှာမြေရောင်းချက်မိတ်စာကြီးဆိုတဲ့ကံမီရဇလံကောင်းလေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာနားဆင်ခံစားပေးကြပါအောင်ခင်ဗျာနေဝင်ကြီးတရောချိန်မှာတော့ကြောက်ကောင်းရွာလေးစီကိုဥတီပြီးတော့လမ်းမကြီးထက်မှာဆရာတပည့်၃ယောက်က6လမ်းလာကြပါတယ်လမ်းတစ်လျှောက်မြူကိုများကဂျူကောင်းလောက်ထိအုပ်ဆိုင်နေပြီးပတ်ဝန်းကျင်တစ်ခုလုံးအကြတန်မကြားရတော့တိတ်ဆိတ်နေပါတယ်ချုံရင်မှာသူ့ရဲ့လွယ်အိတ်ကျိုးကိုတင်းတင်းဆုပ်ကပကုံးကိုတွန်းလိုက်ပြီးတော့ဆရာကြီးဒီရွာကအဝေးငရေကစက်သိမ်းထားဆရာကြီးဗျာလေးတိုက်တိုင်းလေအလောင်းကောင်ပုံနှံ့တွေနဲ့သွေးညင်တဲ့လိုမျိုးနှာခေါင်းထဲကိုစူးဝင်နေတာပဲဗျာဆိုပြီးတော့တုံရင်စွာခြောက်ထားလိုက်ပါတယ်ဘာကောင်မှခါဝဲပစိုးကိုခတ်တင်းတင်းပြင်ဝဲလိုက်ပြီးတော့သူ့ရဲ့လက်ထဲမှာအနီရောင်အင်းချက်များကိုအသေးချာကန်ဆုပ်လိုက်ရင်ချုံရင်တတိတော့ထားရမယ်ကွာဘာပဲဖြစ်လာဆရာကြီးပေးထားတဲ့ဟောဒီအင်ဂျက်တွေနဲ့ငါတို့စွမ်းကုန်ကာကွယ်မှရမယ်ကွာချုံရင်မှအဲ့လိုမျိုးပြန်ပြီးတော့ပြောလိုက်ပါတယ်ရှေ့ဆုံးမှရှောက်လာတဲ့ဆရာကြီးဘုံမင်းကောင်မှာခြေလက်များကိုရုတ်တရက်ရက်လိုက်ပြီးတော့မြေပြင်ပေါ်ကိုစူးစိုက်ပြီးတော့ကြည့်လိုက်ပါတယ်သူ့ရဲ့လက်ထဲမှာစိတ်ပတိကိုခက်မှန်မှန်စိတ်လိုက်ရင်ဘာကောင်ပြောတာမှန်ပါတယ်ဟောဒီမြေကြီးပေါ်ကခြေရာတွေကိုကြည့်ပါဦးလူရှည်ရလိုနဲ့ခြေသေးရအနက်ကြီးတွေထင်နေတယ်ကွာသိချပါတယ်ဒီရွာတင်ញိုင်ကုန်းထဲကလောင်းတွေကိုစားတော့ပြီးအောက်လန်းပညာရှင်တွေကတယောက်ယောက်နဲ့ပယောဂကြောင့်အသက်ဝင်လာတဲ့သွေးစွပ်ပုတ်ကောင်ကြီးတွေရောက်နေတော့ပြီကွာဘုံမင်းကမှထုတ်ကဲ့သို့ပြန်လဲပြီးတော့ဖြေချလိုက်ပါတယ်ရွာတကြီးဥပကျော်ရဲ့အင်ကျဲကြီးမှာတော့ဆရာတပည့်၃ဦးမှနေရာယူလိုက်ကြပါတယ်တကြီးရဲ့မျက်နှာမှာဖြူဖက်ဖြူရော်နဲ့မျက်ခွေးများပင်ဟိုက်ဝင်နေပြီးတော့အကြောက်တရားကြောင့်နှုတ်ခမ်းများကလည်းတုံရီလွန်းနေပါတယ်ကဲပါအောင်ဆရာကြီးဟာကျုပ်တို့ရွာလေးတော့အကုန်တည်ကြရတော့မယ်ထင်ပါတယ်ဗျာလွန်ခဲ့တဲ့လဝက်လောက်ကရွာထိပ်တင်ញိုင်းမှာမြုပ်ထားတဲ့အလောင်းတွေညတွင်ချင်းဖော်ခံရပြီးတော့အယိုးတွေသားစားတွေအကုန်လုံးအကိုက်ခံထားရတယ်ဗျာဒါပေမဲ့လွန်ခဲ့တဲ့3ရက်လောက်ကစပြီးတော့ညဘက်ကင်းဆောင်တဲ့ရွာသား2ယောက်အသက်ခံလိုက်ရတယ်သူတို့အလောင်းတွေမှာလည်းလေဘင်းကိုအကိုက်ခံထားရပြီးတော့သွေးတစ်စက်မှမကြံတော့ဘူးဆရာကြီးရဲ့တကြီးမကရုံကရင်နဲ့အဖြစ်ပြက်ကိုရှင်းပြလိုက်ပါတယ်တကြီးရဲ့စကားအဆုံးမှာတော့ဆရာကြီးမှအသက်ခံခဲ့ရတဲ့ရွာသားများရှိရာရွာထိပ်ကင်းထဲစီကိုချက်ချင်းသွားရောက်ပြီးတော့စစ်ဆေးခဲ့ပါတယ်ဘာကောင်းမှကင်းတဲ့ရဲ့တစ်သားတိုင်များကိုပုတ်တက်ကြည့်လိုက်ပြီးတော့ဆရာကြီးဒီမှာကြည့်ပါဦးတစ်သားတိုင်တွေကအကောင်ကြီးကြီးတစ်ကောင်ကကုတ်ချစ်ထားတဲ့သွားတန်းရာတွေဗျနောက်ပြီးတော့အရန်ကိုနှက်တယ်ဗျကျိုးပဲနေတဲ့လှန်ရိုးတွေမှာလည်းအစေးရည်တွေပေကျန်နေတယ်ဘာကောင်ကအဲ့လိုမျိုးပြောလိုက်ပါတယ်ဆရာကြီးကကင်းထဲတိုင်းမှာအစေးရည်များကိုလက်ညှိုးနဲ့ကျိုးယူလိုက်ပြီးတော့အနမ်းခံလိုက်ပါတယ်ခြေကောင်ကတာမန်နနာဘဝမဟုတ်ဘူးကွာမြေရောင်ဖုတ်ကောင်မျိုးစားပဲအောက်လန်းဆေးစီရင်တွေခံရတဲ့အလောင်းတွေစီကနေရုပ်လုံးပေါ်လာတာဖြစ်မယ်နေခင်ဘက်ဆိုရင်တော့တင်ញိုင်းမြစ်ကြီးတွေထဲမှာပုံနေပြီးတော့ညဘက်မှအစာထွက်ချတယ်ကွာသူတို့ရဲ့အဓိကအစာကတော့လက်ဆက်တဲ့သွေးစိမ့်ရှင်ပဲဖြစ်ရမယ်ဘုံမင်းကောင်ကအဲ့လိုမျိုးချင်းပြလိုက်ပါတယ်ဒါဆိုဒီကောင်ကြီးကတင်ញိုင်းကုန်းထဲမှာပဲခိုအောင်နေတာတေချာတယ်နော်ဆရာကြီးကျုပ်တို့ကြိုတင်ပြီးတော့ပြင်ဆင်ထားမှရမယ်တဲ့နေဘာကောင်ကအဲ့လိုမျိုးပြန်ပြီးတော့ပြောကြားလိုက်ပါတယ်ကဲထွင်းရင်လည်းဘာကောင်အချိန်ဆွဲနေလို့မဖြစ်ဘူးကွာ
ဒီညပဲအဲ့ဒီတင်ញိုင်ကုန်းကိုသွားပြီးတော့အခြေအနေကိုစုံစမ်းကြရမယ်ဘိုးမင်းကောင်ကအဲ့လိုမျိုးပြောလိုက်ရချုံရင်မှလွယ်အိတ်ထဲကနေပြီးတော့မုံညင်းစင်များနဲ့စမအက်ခရာအင်ဂျိုကိုချုပ်ယူပြီးတော့အသေးရှာစစ်ဆေးနေပါတယ်ဘာကောင်ကမို့သူ့ရဲ့ခဝက်ပစိုးကြားထဲမှာဟင်းနာပြက်တရားနဲ့စီရင်ထားတဲ့အင်းချက်များကိုလွယ်ကူစွာထုတ်ယူနိုင်ရန်အတွက်အသင့်ပြင်ထားလိုက်ပါတယ်ညရကောင်ရန်ချိန်ကိုရောက်တဲ့အခါမှာတော့ဆရာတပည့်၃ဦးတို့မှာရွာထဲမှာရှိတဲ့တင်ញိုင်ကုန်းဟောင်းကြီးစီကိုစေတံလုံးစွာနဲ့ရှင်ကပ်လာခဲ့ကြပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးမှာတိတ်ဆိတ်ငြိမ်သက်နေပြီးတော့လာရောက်ပေမထိုးပေါက်လောက်အောင်မှောင်မိုက်နေပါတယ်ပွေးနေတဲ့မြေကြီးဟောင်းများနဲ့အယိုးစုအချို့ကမြေပြင်ပေါ်မှာပြန့်ကျဲနေတာကိုချုံးရင်ရဲ့ဓာတ်မီရောက်အောင်မှရင်လေးဖွဲ့ရမြင်တွေ့လိုက်ရပါတယ်တင်ញိုင်ကုန်းရဲ့အလေဘိုးကိုရောက်တဲ့အခါမှာတော့အေယာမညောင်ပင်အိုကြီးတစ်ပင်အောင်မှာအုတ်ခုဟောင်းကြီးတစ်ခုအတိတ်တဖန်ဒူးဆွာဖောက်ထွင်းခံထားရသည်ကိုတွေ့လိုက်ရပါတယ်ချုံရင်ဟိုအုတ်ခုကိုတက်မီနဲ့ထိုးကြည့်ပါအောင်ကွာဘာကောင်မှအဲ့လိုမျိုးပြန်ပြီးတော့ပြောလိုက်ပါတယ်ဂျမ်မီရောက်အောင်မှာအုတ်ခုများရဲ့အဖုံးမအတွင်ဘက်ကနေပြီးတော့အပြင်ကိုအားကုန်သွန်းကန်ပြီးတော့ဖျက်ဆီးထားတဲ့အကွဲရကြီးများမှထိတ်လန့်ပွဲရမြင်တွေ့လိုက်ရပါတယ်ဆရာကြီးအကောင်ကထဲကနေပြီးတော့ဖောက်ထွက်သွားတာဗျချုံရင်ကအဲ့လိုမျိုးပြောလိုက်ပါတယ်ရုတ်တရက်လေအဝေးမှာတော့အလွန်ပိုးဟောင်းနေတဲ့အလောင်းကောင်တန်းကြီးတစ်ခုကသူတို့သုံးရှိရာစီကိုဒိုင်းကနေဆိုပြီးတော့ရိုက်ခတ်လာပါတယ်ဘာကောင်ချုံရင်တတိထားကြအပေါ်မှာဆရာကြီးကတတိပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာသူတို့ရက်နေတဲ့နေရာအထက်ရှိညောင်မင်းဟိုကြီးရဲ့ဂိုင်းခက်များကြားထဲမှာချဲကားဆိုပြီးတော့မှအတန်ဇိုးကြီးကထွက်ပေါ်လာပြီးတရွက်များပြင်းထန်လောက်ခတ်သွားပါတယ်ချုံရင်မှာဓာတ်မီနဲ့တစ်ပင်ပေါ်ကိုအမြန်ထိုးကြည့်လိုက်တဲ့အခါမှာတော့တိကိုင်းကွာစုံမနေ၍လူရက်ထက်ဝက်ခန့်ချိပြီးတော့ပုံမိုကြီးမားတဲ့အသားရည်များမဲနဲ့ကအရွတ်များပြူးထွက်နေတဲ့အေယာမသွေးစောပုတ်ကောင်ကြီးကိုမြင်တွေ့လိုက်ရပါတယ်တကောင်ရဲ့ပါးစပ်မှာသွေးဆက်လက်များဖြစ်နေပြီးတော့အဆွဲစီကြီးများမှလည်းထွက်နေပြီးနေရင်းနေတဲ့မျက်လုံးကြီးများနဲ့ဆရာတပည့်သုံးကိုဆက်ကြည့်ကအပေါ်စီးကနေပြီးတော့လက်သေးများကိုကော့ကခုံအုပ်ရန်အချိန်ယူလိုက်ပါတယ်ချုပ်ကဲတော့စက်သိမ်းထားဖွယ်ရမြင်ကွင်းကြီးကိုမြင်တွေ့လိုက်ရတဲ့အချိန်မှာတော့ဘာကောင်နဲ့ထွန်းရင်မှာလွန်စွာမှတုံလုံးချောက်ချာသွားခဲ့ရပါတယ်ညောင်မင်းအိုကြီးဘော်ကနေပြီးတော့အေယာမဖုတ်ကောင်ကြီးမှာအတန်ကုန်ထိန်ဟောင်းလိုက်ပြီးနောက်မြေပြင်ပေါ်ကိုလျက်တစ်ပြက်ခုန်ဆင်းလာပါတယ်၎င်းရဲ့ပြစ်မှတ်မှာနောက်ဘက်ဆုံးမှာဓာမီကိုင်ထားတဲ့ချုံရင်စီကိုဓာတ်ရိုက်ဦးတည်လာခြင်းဖြစ်ပါတယ်အဲ့ဒီစက္ကန့်ပိုင်းလေးတွင်မှပဲဘာကောင်မှထွန်းရင်ရဲ့ရှေ့ကိုလင်းမြန်စွာဝင်လိုက်ပြီးတော့သူ့ရဲ့လက်မအသင့်ပြင်ထားတဲ့အနီရောင်အင်ဂျစ်တစ်ချက်ကိုဖုတ်ကောင်ကြီးရဲ့ရင်အုပ်စီကိုတင်းမြန်စွာပစ်ကတ်လိုက်ပါတယ်ချောင်းဟုတဲ့အတန်နဲ့တူဟင်းနာပြတာစီဆွမ်းများမှာအသက်ဝင်လာပြီးတော့ဖုတ်ကောင်ကြီးရဲ့ရှင်ဘက်မှမိခိုးများထွက်ကအသားများကလည်းတပုံပုံနဲ့လောင်ကျွမ်းလာပြီးနောက်အနောက်ကိုလန်ကျသွားပါတယ်တော့အဲ့ဒီဖုတ်ကောင်ကြီးမှနာကျင်မှုကိုမသိတဲ့လား၎င်းရဲ့ချွန်ထက်နေတဲ့လက်သေးရှိရှိများနဲ့မီးလောင်ကျွမ်းနေတဲ့မိမိရဲ့ရှင်ဘက်မှာအသားစများနဲ့အင်ဂျင်နဲ့တကွာအားလုံးကိုအစိမ့်လန့်ရက်ဆက်စွာကော်ထုတ်ပြီးတော့မြေကြီးပေါ်သို့လွှင့်ပစ်လိုက်သည်ကိုအသေးရားဖွဲ့ရာတွေ့မြင်လိုက်ရပါတယ်ဆရာကြီးဒီကောင်ကြီးကတာမန်နာနာဘဝမဟုတ်ဘူးဗျကို့အသားကိုယ်တော်မှပြန်ဆွဲပြီးတော့စစ်ထုတ်ပစ်တာပဲဘာကောင်မှအဲ့လိုမျိုးပြောလိုက်ပြီးတော့မှနောက်ထပ်အင်ချက်များကိုထုတ်ရန်အသင့်ပြီးလွယ်အိတ်ထဲကိုလက်နက်လိုက်ပါတယ်အဒီခိုင်မှာတော့ဖုတ်ကောင်ကြီးမှရုတ်တရက်ဒူးကိုကွေးက၎င်းရဲ့အေယာမှာလက်နှစ်ဖက်ကြီးနဲ့တင်ညာမြင့်ကြီးကိုပြင်းထန်စွာရက်ထုတ်လိုက်ပါတယ်ပုံဟောင်းနေတဲ့မြေဆွေးများအယိုးစများနဲ့ဖုံလုံးများကဆရာတပည့်၃ဦးရှိရာကိုမုံတိုင်းတစ်ခုလိုမျိုးလွင့်စင်လာပါတယ်အမြင်အားရများလုံးဝပိတ်ဆို့သွားပြီးမျက်စိများဆက်ပြင်းက
ဒီလူထဲမှာရှိတဲ့ပုံနှံကြောင့်အသက်ရှူရကျက်သွားခဲ့ပါတယ်အမြင်အာရုံမုံဝါနေတဲ့ဖုံလုံးကြီးထဲမှနေ၍ဖုတ်ကောင်ကြီးရဲ့အဆွဲများကလည်းဘာကောင်ရဲ့လက်ပင်စီကိုတိတ်ဆိတ်စွာတိုးဝင်ပြီးတော့လာပါတယ်ဘာကောင်အောက်ကိုဝှချလိုက်ချိုကဲတော့ဆရာကြီးရဲ့အမိန့်ပေးတဲ့ကထွက်ပေါ်လာပါတယ်ဘာကောင်မြည်ကြီးဘော့ကိုဝှချလိုက်တာနဲ့ဆရာကြီးဘုံမင်းကောင်မှာသူ့ရဲ့လွယ်အိတ်ထဲမှာအထူးစီရင်ထားတဲ့စမအခရာအင်ကြီးကိုဆွဲထုတ်လိုက်ပါတယ်။အဲဒီနောက်ဖုတ်ကောင်ကြီးကိုဓာတ်ရိုက်မရိုက်ပဲဘေးကနေပြီးတော့အေးရမှာအုတ်ခုပြစ်ကြီးတစ်ခုကိုအဲ့ဒီကျိန်လုံးများနဲ့အားကုန်ရိုက်ရှာလိုက်ပါတယ်။ဒုံးဆိုတဲ့နာခွေမတက်အတန်ကြီးမှထွက်ပေါ်လာပြီးတော့ကျိန်လုံးရဲ့တကိုးကြောင်ပြင်းထန်တဲ့လော်ဂီအတန်လိုက်များကတင်ញံတစ်ခွင်လုံးကိုပြန့်နှံ့သွားပြီးမြေပုတ်ခိုးများအားလုံးလွင့်စင်ကပျောက်ကွယ်သွားခဲ့ပါတယ်။စကြရင်တန်လန်းကျိန်လုံးကြီးကြီးမှန်သွားတဲ့အခါမှာတော့ဖုတ်ကောင်ကြီးမှနားစိများပောက်ကွယ်မတက်နာကျင်သွားပြီးတော့တဝူးတော်ဘာနဲ့အော်ဟစ်ကတန်ချက်ပြက်ပြီးတော့မြေပြင်ပေါ်မှာဒူးထောက်ကလဲကျသွားပါတယ်။ယခုအချိန်မှာတော့အချိန်နေမဟန်တော့မှန်းကိုတီးလိုက်ရတဲ့မိစ္ဆာကြီးကသူတို့ကိုဆက်လက်မတိုက်ခတ်ရတော့ပဲဘေးဘက်မှရှိတဲ့သူးဆွထားတဲ့အုပ်ကူဟောင်းကြီးရဲ့အောက်ရှိကိုလေးပတ်ထောက်ပြီးတော့အလွန်လင်းမြန်တဲ့အချိန်နဲ့ပြေးဝင်သွားပါတယ်။ဘာကောင်းမှပြေးသွားနဲ့လိုက်ကြည့်လိုက်တဲ့အခါအဲ့ဒီအုပ်ကူရဲ့အောက်ခြေမှာတာမန်လူတယောက်ဤစည်းစွာဝင်ထွက်ပြီးတော့မှသွာလာနိုင်တဲ့အလွန်မင်းနဲ့ချိုင်းလာတဲ့မြေအောင်တိုင်ကူပေါက်ကြီးတစ်ခုပဲဖြစ်နေပါတော့တယ်ဆရာကြီးဟိုကောင်ကြီးကဒီမြေအောင်တိုင်ကူပေါက်ထဲကိုဝင်ပြေးသွားပြီဗျကျွန်တော်တို့လိုက်ဆင်းရမလားဆိုပြီးတော့ဘာကောင်ကအင်ချက်ကိုကြိုက်လျက်မေးလိုက်ပါတယ်နေအောင်ဘာကောင်နောက်ဆုံးနေစမ်းဆရာကြီးမအဲ့လိုမျိုးဟန်ထားလိုက်ပြီးတော့ကြီးလိုက်ကောင်းကတာမန်ပေါက်မဟုတ်ဘူးကွာဒီကောင်တွေအချိန်ကြာကြီးနေထိုင်ပြီးတော့ဖွဲ့စည်းထားတယ်မယနာဝင်ကပါရှိတယ်ငါတို့ဒီတိုင်းအလွတ်ကြီးဆင်းသွားရင်တော့မြေအောင်မိစ္ဆာအစိမ့်မွေးတွေကြောင့်အသက်ရှူကျက်ပြီးတော့ဒုက္ခရောက်ရလိမ့်မယ်ရွာကိုပြန်ပြီးလိုအပ်တယ်အလင်းတန်းနဲ့အကာအကွယ်တွေအရင်ဆုံးသွားပြီးတော့ပြင်ဆင်ရမယ်ဆရာကြီးမထိုကဲ့သို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ရွာထဲကိုရောက်တဲ့အချိန်မှာတော့ဆရာကြီးမတင်ញိုင်းထဲမှာမြေရောက်လိုက်ကောင်းအကြောင်းကိုတကြီးဥပကျော်အားမေးမြန်းလိုက်ပါတယ်တကြီးမတပ်ပြင်းကိုချလိုက်ပြီးတော့ဆရာကြီးပြောမှပဲကျုပ်တတိရတော့တယ်လွန်ခဲ့တဲ့နှစ်တရာလောက်ကကျုပ်တို့ရွာမှာငမဲကောင်ဆိုတဲ့နာမည်ကြီးအောင်လန်းဆရာတယောက်ရှိခဲ့ဘူးတယ်ဗျသူကလူသေးတွေစီကနေပြီးတော့အင်္ဂါစိတ်ပိုင်းတွေကိုဖျက်ယူပြီးတော့အောက်လန်းစီရင်ဈေးစီရင်တွေလှုပ်ဖို့အတွက်သူကဆောင်ရွက်ခဲ့တယ်ဗျနောက်ဆုံးမှတော့ရွာသားတွေကသူ့ကိုအချင်းလဲအဲ့ဒီတင်ញိုင်းတွေကမြေချင်းဟောင်းကြီးတဲကိုပြစ်ချပြီးတော့မြေမြုပ်ပြီးတော့တတ်လိုက်ကြတယ်အခုဖုတ်ကောင်ဖြစ်နေတာအဲ့ဒီငမဲကောင်များလားမသိဘူးဗျတကြီးမအဲ့လိုမျိုးထိတ်လက်မကြနဲ့ဘိုးမင်းကောင်ကချင်းပြလိုက်ပါတယ်တေချာပါပြီအချင်းလက်မြုပ်ခံရတဲ့အညိုရဲ့သူကိုယ်တိုင်တက်လာခဲ့တဲ့အောက်လန်းပညာတွေရဲ့ပေါင်းပြီးတော့အခုလိုနှစ်တရာကြာမှသွေးစောဖုတ်ကောင်အဖြစ်ပြန်ပြီးတော့အသက်ဝင်လာတာပဲဖြစ်ရမယ်ဆရာကြီးမအဲ့လိုမျိုးကောက်ချက်ချလိုက်ပါတယ်အဲ့ဒီနောက်ချုံရင်အားရွာထဲမှာစီမီကွက်9ခွက်ကမ်းမုံနဲ့တမာစီများကိုအမြန်ချခိုင်းလိုက်ပါတယ်ဆရာကြီးမအဲ့ဒီပစ္စည်းများကိုရောဆက်ပြီးတော့မြေအောင်စိတ်ဝင်များကိုဖြည့်ဖြောင်းနိုင်တဲ့မိကုအင်းတစ်ခုကိုတေချာစွာစီရင်နေပါတယ်ဘာကောင်းမှလဲသူ့ရဲ့လော်ဂီအချက်များကိုစနစ်တကျပြင်ဆင်ခဲ့ပါတယ်ညနေလာတာနဲ့အမျှဘာကောင်းမှအင်ချက်များကိုစစ်ဆေးပြီးတော့ချွန်းရင်မင်းကမ်းမုံထုတ်တွေအများကြီးထဲလာခင်တော့စောစောကငါ့အင်ချက်ကိုခန္ဓာရင်ရှိသွားတဲ့ကောင်ကိုဒီရောက်ထဲရောက်ရင်တော့တေချာကျူးဆိုင်ပြီးတော့နေရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ချွန်းရင်မှာလွယ်ကိုပြန်လွယ်ပြီးတော့ဟုတ်ကဲ့ပါကိုပါကောင်အဲ့ဒီမြေရောက်လိုက်ကောင်းနေမှာဘာတွေရှိနေမလဲတွေးကြည့်ုံနဲ့တင်ကြောချမ်းလာတယ်ဗျကျုပ်ကတော့ဆရာကြီးနောက်ကပဲကတ်လိုက်တော့မယ်
ဘာကောင်မှအဲ့လိုမျိုးပြောလိုက်ပါတယ်ဆရာကြီးကကဲအချိန်ကြပြီသွားကြစို့အဲ့ဒီနောက်ဆရာတပည့်သုံးဦးတို့မှာလိုအပ်သည့်များကိုပြင်ဆင်ပြီးတော့ထွက်လာခဲ့ကြပါတယ်ပညာရေးကောင်းရှိအုပ်ကူဟောင်းအောင်မှနေရောက်လိုက်ကောင်းတဲကိုဆရာတပည့်သုံးတယောက်ချင်းစီလျှော်ဆင်ပြီးတော့ဝင်သွားကြပါတယ်၎င်းရဲ့အနက်ဆိုင်ဆုံးအပိုင်းကိုရောက်တဲ့အခါမှာတော့အေယာမမြေရောက်ခမ်းမကြီးတစ်ခုကိုရောက်ရှိသွားပြီးတော့ရုတ်တရက်ဝုန်းဆိုတဲ့အတန်ကြီးနဲ့တူသူတို့ဝင်လာခဲ့တဲ့အပေါက်မှာလည်းအပေါက်ဝကြီးမှအေယာမတက်တော်ကြီးတစ်လုံးပြုတ်ကျလာပြီးတော့ထွက်ပေါက်များကိုလုံးဝပိတ်ဆို့သွားပါတယ်ဟာဒုက္ခပဲထွက်ပေါက်ကပိတ်သွားပြီဗျချုံရင်မှာအဲ့လိုမျိုးအော်ဟစ်လိုက်စင်ပါပဲခမ်းမကျက်ကြီးရဲ့အမောင်တို့ကကြောင်တီတီနဲ့ရမှနေ၍နေရင်းနေတဲ့မျက်လုံးအစုံများကတပြိုင်နက်ပွင့်လာတာကိုသတိထားဖွယ်ရတွေ့လိုက်ရပါတယ်ထွက်ပေါက်ပိတ်သွားတာနဲ့ခမ်းမကြီးမှတပြိုင်နက်အမောင်တို့ရဲကားနေပြီးတော့နေရတဲ့မျက်လုံးအစုံများကလည်းသူတို့သုံးဦးရှိရာသို့ပြင်းရင်းစွာပြည့်ပြည့်ပြေးဝင်လာကြပါတယ်ဒါကောင်းမှဆရာကြီးရဲ့ရှေ့မှာမမပြက်ပြီးတော့အခြေဆုံးမှဝင်လာတဲ့အရေးအမြကြီးတစ်ခုရဲ့မျက်နှာစီကိုအနီရောင်အင်ဂျက်တစ်ချက်ကိုလင်းမြစွာပြစ်ကလိုက်ပါတယ်။ဖြောင်းဆိုတဲ့အတန်နဲ့တူအဲ့ဒီကောင်မှာနေရံနဲ့သွားဆောင်မိပြီးတော့လဲကျသွားပါတယ်။ဒါပေမဲ့ကျန်တဲ့ကောင်မထွန်းရင်ရဲ့ကြော်ဘက်စီတို့အလေးငိုင်းခုံဦးရဲ့အချိန်ယူလိုက်ကြပါတယ်။ကိုပါကောင်ကျုံတော့ကိုစုပ်ချုံရင်ကအဲ့လိုမျိုးអော်လိုက်ပြီးတော့လွယ်ထဲကနေပြီးတော့အသင့်မန်းမုံထားတယ်။တင်းတစ်ချက်ကိုယူပြီးတော့ချိုရများကိုလမ်းပြီးတော့ပြစ်လိုက်ပါတယ်။အင်းချက်များမှာဖုတ်ကောင်များကိုချိမိသွားတဲ့အခါမှာတော့မိဘွားများကထွက်ပေါ်လာပြီးတော့တကောင်တို့မှအနောက်ကိုဆုတ်သွားကြပါတယ်။တစ်ချိန်နေမှပဲဆရာကြီးပေးထားတဲ့မိကူအင်းချက်ကိုထွန်းရင်ကလေထဲကိုပြစ်လို့ကဂါရာရွတ်လိုက်ရမှာတော့အင်းချက်မှရုတ်တရက်မိတော်တစ်ခုအဖြစ်ပြောင်းသွားပြီးတော့ခမ်းမကြီးတစ်ခုလုံးကိုနေခင်းကြောင်တောင်ကဲ့သို့ထိန်လင်းသွားပါတယ်။မီးရောင်ရဲ့အောက်မှာပေါ်လာတဲ့မြေခွင်းကြောင့်ဆရာတပည့်သုံးဦးလုံးမှာစက်သိမ်းမွေးညများထသွားကြပါတယ်။မြေရောက်ခမ်းမကြီးတွေမှာတော့လူရိုးစုများပုတ်ပွားနေတဲ့အလောင်းကောင်များပြန့်ကျဲနေပြီးတော့၎င်းတို့ကဝင်းရထားတဲ့အရာမှာတော့လူရဲလောက်ရှိကအရေးပြားများဆွေးနေတဲ့လက်အောင်ငယ်သားဖုတ်ကောင်အကောင်20ခန့်ဖြစ်ပါတယ်။၎င်းရဲ့ပါးစပ်မှာတော့အစေးရည်များယိုကျနေပြီးမီးရောင်ကိုကြောက်တာကြောင့်လက်များနဲ့ကာကွယ်ကဟိန်ဟောက်နေပါတယ်။ကဲပါကောင်ထွန်းရင်ဒီကောင်တွေကအကောင်ကြီးများတယ်ကွာ။ဒီကောင်ချင်းလိုက်ချင်းနေငါတို့အားကုန်လိမ့်မယ်။ဆရာကြီးမအရှင်တွေကိုတင်မြစာသုံးသက်ပြီးတော့ပြောလိုက်ပါတယ်။ဒီကောင်တွေကိုအသက်သွင်းထားတာဟိုဘက်တောင်ကအေးရမှာအယိုးပုံကြီးပေါ်မှာထိုင်နေတဲ့ငမဲကောင်ပဲကွာသူ့လက်ထဲကမဲရောင်ဈေးတောင်ဝေးကိုဖျက်ဆီးပြီးတော့မှဒီပုတ်ကောင်တွေကိုလုံးငင်သွားမှာကွာဘာကောင်နင်းရှိကနေပြီးတော့အင်ဂျက်တွေနဲ့တန်းရှင်းငါနဲ့ထွန်းရင်ကအနောက်ကနေပြီးတော့လိုက်ခဲ့မယ်ဆိုပြီးတော့အမိန့်ပေးလိုက်ပါတယ်ဘာကောင်ကဟုတ်ကဲ့ဆရာကြီးအဲ့လိုမျိုးပြန်လဲပြောပြီးတော့သူ့ရဲ့ခါကြားထဲကနေပြီးတော့အနီရောင်အင်ဂျက်များကိုလက်ချောင်းများကြားမှာကင်လာပြီးတော့မှအရှိကိုတဟုန်တို့ပြေးဝင်သွားပါတယ်အချိန်မှနေပိတ်ရက်နေတဲ့ဖုတ်ကောင်နှကောင်ရဲ့ရင်ဘတ်စီတို့အင်ဂျက်များကိုလှမ်းကပ်လိုက်ပါတယ်ဝုန်းဆိုတဲ့အတန်များထွက်ပေါ်လာပြီးတော့အင်ဂျက်များကတ်ခံရတဲ့အကောင်များမှာမီးလောင်ကျွမ်းသွားပြီးတော့လွင့်စင်သွားပါတယ်ဘာကောင်ကအင်းများကိုကျွမ်းကျင်စွာအသုံးပြုရင်မိစ္ဆာအုပ်ကြားထဲမှာအတင်းဖောက်ဝင်သွားပါတယ်သူတို့သုံးအယိုးပုံကြီးနီးကိုရောက်တဲ့အခါမှာတော့အဲ့ဒီပေါ်မှာထိုင်နေတဲ့ဒီအမဖုတ်ကောင်ငမဲကောင်ကဒေါရတကြီးနဲ့ဟင်ဟောက်လိုက်ပါတယ်တကောင်းမှလက်ထဲကနေပြီးတော့အမဲရောင်ဈေးတောင်ဝေကြီးကိုမြေကြီးနဲ့ဆောင်းလိုက်ပြီးတော့အသက်ရှူကျက်စေတဲ့အဝါရောင်စိတ်မွေ့များကိုအလေးတိုင်းထွက်ပေါ်လာကဆရာတပည့်သုံးဦးစီတို့လိုင်းလုံးကြီးတစ်ခုလိုမျိုးဖုံလွှမ်းလာပါတယ်အသက်အောင်လာကြဆရာကြီးမအဲ့လိုမျိုးអော်လိုက်ပြီးတော့သူ့ရဲ့လွယ်အိတ်ထဲမှာနီလာဆေးကျိတ်ဟူတဲ့အထူးစီရင်ထားတဲ့ဈေးမြစ်ခဲတစ်ခုကိုထုတ်ယူလိုက်ပါတယ်အဲ့ဒီနောက်
အဲ့ဒီစီမြစ်ခဲကိုမိခုအင်းနဲ့မိတဲကိုပြစ်ထဲလိုက်ရမှာတော့ချောင်းဆိုတဲ့အတန်နဲ့တူအပြာရောင်ဖုံးဝင်များထွက်ပေါ်လာပြီးတော့အဝါရောင်စိတ်ငွေ့များကိုလေထဲမှာပဲခြေဖြတ်ပစ်လိုက်ပါတယ်ဖူးရှင်ထဲကလုံးကြီးကျသွားလို့ပဲအဲ့ဒီငွေ့ရှူမိသွေးရံပြီးတေးပါဗျဆိုပြီးတော့ထွင်းရင်ကပြောလိုက်ပါတယ်အစိမ့်မွေများကင်းဆင်သွားတဲ့အခါမှာတော့ငမဲကောင်းမှပုံမှုပြီးတော့ဒေါရထွက်ကအယိုးပုံကြီးမှအနီး၍မြေပြင်ပေါ်ကိုအချိန်ပြင်းစွာခုန်လာခဲ့ပါတယ်မင်းတို့ရဲ့တွေ့ကြောတွေကိုငါကိုယ်တိုင်စုပ်ယူမယ်ဆိုပြီးတော့ဒုကဲတို့အကွက်ကွဲအတန်ဆိုးကြီးနဲ့ပြောရင်းနဲ့၎င်းရဲ့မဲရောက်ဈေးတောင်ဝေကိုဒီထဲမှရမ်းလိုက်ပါတယ်အဲ့ဒီနောက်တောင်ဝေကနေပြီးတော့အနက်ရောင်လင်းနှများထွက်ပေါ်လာပြီးလျှက်စီးလက်တကဲ့သို့တဲမက်စွာဝင်ရောက်လာပါတယ်ကိုဘကောင်ဘေးကိုချောင်းမြချွန်းရင်ရဲ့ဒီပိတက်အတူဘာကောင်မှညာဘက်ကိုလှည့်မြန်စွာဆောင်လိုက်တာကြောင့်အနက်ရောင်လင်းနှမနောက်ဘက်မှာရှိတဲ့ကျောင်းနေရံကြီးကိုတွားမှန်ပြီးတော့နေရံတစ်ခုလုံးပြုတ်ကျမတက်တုန်ခါသွားပါတယ်ဘာကောင်မှမြေပြင်မှာအမြန်ထားလိုက်ပြီးတော့မှဒီတောင်ဝေးကိုအရင်ချိုးရမယ်ထိုကဲ့သို့ဆိုကဖုတ်ကောင်ငမဲကောင်ရှိရာကိုအချိန်နဲ့ခုတ်ဝင်သွားပြီးတော့လက်ထဲမှာအားအပြင်းဆုံးမဟာအင်းချက်ကိုတောင်ဝေးပေါ်သို့တဲမက်စွာပစ်ကတ်လိုက်ပါတယ်ဂျုံဟုတဲ့ရိုက်တန်နဲ့တူဘာကောင်ရဲ့လက်ညမှာကျင်တက်သွားပါတယ်ဈေးတောင်ဝေးညမှာကျိုးပဲ့မသွားပဲငမဲကောင်ကဘာကောင်ရဲ့လက်မောင်းကို၎င်းရဲ့အိယာမှာလက်သေးကြီးများနဲ့လှန်ဆွဲထားလိုက်ပါတယ်အဒီခိုင်မှာတော့ငမဲကောင်ရဲ့အမိတ်ဘေးတန့်ကြောင့်နောက်ဘက်မှာကျန်နေတဲ့လက်အောင်ငယ်သာဖုတ်ကောင်များကအကောင်20ခန်းကတွေးယူတွေးတန်းနဲ့ဆရာကြီးနဲ့ထိုးရင်စီတို့အရက်မျက်နှာအတီတီမှနေပြီးတော့အလုံးရင်းနဲ့ခုံအုပ်ဝင်ရောက်လာကြပါတော့တယ်ဆရာကြီးဘေးကိုလည်းဆုပ်ပေးပါချုံးရင်မှာအဲ့လိုမျိုးပြောလိုက်ပြီးတော့လွယ်ထဲကနေကြိုတင်မမုတ်ထားတယ်အင်းချက်များကိုထုတ်ကလေထဲကိုပစ်လွတ်လိုက်ပါတယ်နှုတ်မှလည်းမန္တန်များကိုအတန်ကုန်ရွတ်ဆိုလိုက်ရလေထဲမှလွှင့်စင်ထားတယ်ပရိတ်သေးများမှာကျမိတ်ဆာများရဲ့ကိုယ်ပေါ်သို့ဝင်ရောက်ပြီးတော့စိုက်သွားပါတယ်၎င်းတို့မှာဖြောင်းဆိုပြီးတော့မိကဒဏ်ရာများရပြီးတော့မြေပြင်ပေါ်ကိုလူးလိမ့်ကျသွားပါတယ်သို့တော့မိဆာများမှအရေးအတွက်များတော့နာကြောင်းတချို့သောအင်းချက်များကိုအန်တုပြီးတော့အရှိကိုထပ်မှန်ပြီးတော့တိုးဝင်လာကြပါတယ်မိုက်မဲလာကြည်လားမိဆာပဲတန်တရာပူမီကိုမငင်းကျင်ကြဘူးလားဆရာကြီးကအဲ့လိုမျိုးပြောလိုက်ပါတယ်ဆရာကြီးရဲ့ဝါရောက်တဲ့လေတိုင်းလုံးကြီးကြောင့်လက်အောင်ငယ်သာဖုတ်ကောင်များအလုံးနေရန်စီတို့လွင်းဆင်သွားပြီးနောက်မျက်လုံးတစ်ဖက်ပြက်စီးနေတဲ့ဖုတ်ကောင်ကြီးငမဲကောင်ကပုံမပြီးတော့ထော်တာထွက်ကအကွဲနေတဲ့အတန်ဆိုးကြီးနဲ့အတန်ကုန်ဟိန်ဟောင်းလိုက်ပါတယ်၎င်းရဲ့လက်ထဲမှာရှိတဲ့မဲရောင်ဈေးတောင်ဝေကိုမြေကြီးနဲ့ပြင်းထန်စွာထုတ်ချလိုက်ပြီးတော့အဲ့ဒီခါမှာသူတို့ရက်နေတဲ့မြေအောက်ခမ်းမကြီးကကျမ်းပြင်းများကလည်းအကွဲသွားပြီးမြေကြီးအောက်ကနေခြုံထမ်းနေတဲ့လူရိုးစုလှန်နံကြီးများအများအပြားကလှန်စွများကဲ့သို့အပေါ်ကိုရုတ်တရက်ထိုးထွက်လာပါတယ်ကိုဘကောင်ဘေးကိုရှောင်းမြချုံးရင်ရဲ့အတိဘေးတန်းကိုကြားလိုက်ရတဲ့အခါဘာကောင်မှခြေတော်အောင်မှထိုးထွက်လာတယ်အယိုးလန့်များကိုဘေးသို့လှည့်မြစွာခုံရှောင်လိုက်ပါတယ်အဲ့ဒီလိုရှောင်တရင်ဘာကောင်ရဲ့မျက်လုံးများကငမဲကောင်ရဲ့အမေရောက်တောင်းဝင်နေဘေးဘက်မှရှိတဲ့အေးရမှာအယိုးပုံကြီးကြားကဆက်သွယ်နေတဲ့မမြင်ရတဲ့နက်ရောင်အမွေတန်းများကိုတတိထားမိလိုက်ပါတယ်ဆရာကြီးဒီကောင်ကြီးရဲ့အောက်လန်းတောင်းဝင်ကဟိုရိုးပုံကြီးစီကနေအင်အားတွေဆုပ်ယူနေတာဖြစ်မယ်အဲ့ဒီရိုးပုံကိုအရင်ဆုံးဖြိုရမယ်ထင်တယ်ဗျဘာကောင်မှအဲ့လိုမျိုးပြောလိုက်ပါတယ်အယိုးလက်များကိုကြော်ဖြတ်ကဘာကောင်မှအေးရမှာအယိုးပုံကြီးရှိရတော့အချိန်ပြင်းစွာပြေးဝင်သွားပါတယ်ငမဲကောင်ကလန်တားရန်စူးစမ်းတော့လဲမမီတော့ပါဘာကောင်မှသူ့ရဲ့လက်ထဲမှာရှိတဲ့အားပြင်းဆုံး
မဟာအင်းချက်ကြီးကိုအယိုးပုံကြီးရဲ့အောက်ရှိဘိုးတိုင်းစီတို့တဟုန်ထိုးပစ်ကတ်လိုက်ပါတယ်ဝုန်းဆိုတဲ့နာဝဲမတက်အတန်ကြီးနဲ့တူနှစ်ပေါင်းများစွာစုဆောင်ထားတဲ့အယိုးပုံကြီးမှာအပိုင်းပိုင်းကွဲထွက်သွားပြီးတော့မြေပြင်ပေါ်သို့ပြိုကျသွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲငမဲကောင်းကင်ထားတဲ့အမဲရောင်ကြောင်ဝင်းမလေးနှံများလည်းပိန်ကျသွားပါတယ်မိမိရဲ့စီများပျက်စီးသွားတာကြောင့်ငမဲကောင်းမှအစွန်းရောက်ဒေါရထွက်နေပြီးတော့၎င်းမှအင်အားချော့နေသွားတော့အမဲရောင်စီတောင်ဝေးကိုနှစ်ပိုင်းချိုးလိုက်ပြီးတော့အဲ့ဒီတောင်ဝေးရဲ့ပိုင်းစများကိုမိမိရဲ့ရင်ဘတ်ထဲကိုအစိမ်းလိုက်ထိုးသွင်းပြီးတော့ခွန်အားများကိုအတင်းဆုပ်ယူလိုက်ပါတယ်အဲ့ဒီနောက်ဆရာကြီးဘုံမင်းကောင်ချီရတော့ဓာတ်ရိုက်မဝင်တော့ပဲမြေရောက်ကမ်းမချီချီတစ်ခုလုံးကိုခြောက်ကန်ထားတဲ့အေရမကြောက်တိုင်မဲကြီးကိုအားကိုဝင်တိုက်ပြလိုက်ပါတယ်ဘရုံးဆိုတဲ့အတန်ကျကြီးနဲ့တူကြောက်တိုင်ကြီးကြိုကျသွားပြီးနောက်မြေရောက်ကမ်းမကြီးရဲ့မျက်နှာချက်မြမှာတန်ချိန်ကြီးတဲ့ကြောက်တုံးကြီးများကမိုးရွာချတဲ့ကဲ့သို့ပြစ်ချလာပါတော့တယ်ဆရာကြီးဂူကြီးပြိုကျပြီဗျဆိုပြီးတော့ချုံရင်းမှတတိဝရိယဖြစ်အော်ဟစ်လိုက်ပါတယ်ဆရာကြီးမှသူ့ရဲ့အင်ဂျက်တောင်ဝီနဲ့မြေကြီးကိုအားကုန်ဆက်ချလိုက်ပြီးနောက်နှုတ်မှလည်းမန္တန်များကိုရွတ်ဆိုလိုက်ရမှာတော့သူတို့ရဲ့အထက်မှာအေရမရွှေရောင်လာချမ်းပုံဒိုင်းလွှာကြီးတစ်ခုကပေါ်လာပြီးတော့ကြောက်တုံးများကိုကာကွယ်ပေးထားပါတယ်အဒီခိုင်မှာထုံးရင်ရဲ့လက်အိတ်ထဲကနေပြီးတော့အင်းချက်များကိုအမြန်ဆွဲထုတ်ကတစ္ဆာရည်စင်စိန်ထားတဲ့ရေမန်းများကိုငမဲကောင်းစီကိုပြစ်လွှတ်လိုက်ရမှာတော့ငမဲကောင်းမှမျက်လုံးဆက်ပြီးတော့ဟန်ချက်ပြတ်သွားပါတယ်အခုပဲသွားတော့ဘာကောင်ထုံးရင်ဆရာကြီးရဲ့အမိတ်ပေးတတ်နေတူဘာကောင်နဲ့ထုံးရင်မှလည်းကြိုင်နဲ့အလင်းတိုင်းတွင်မှပြုတ်ကျလာတဲ့ကြောက်တုံးများကိုလျင်မြန်စွာချောင်တိန်လိုက်ပြီးတော့ထွက်သွားကြပါတယ်ဘာကောင်ကဟန်ချက်ပြတ်နေတဲ့ငမဲကောင်းရဲ့အခြေကိုရောက်လာတာနဲ့သူ့ရဲ့လက်ထဲမှာရှိတဲ့အားပြင်းဆုံးခင်းနာပြတာအင်းချက်နဲ့ငမဲကောင်းရဲ့ရင်ဘတ်ထဲမှာအလင်းထွက်နေတဲ့ဈေးတောင်ဝေးရဲ့ပိုင်းစားတဲ့ကိုအားကုန်ပြစ်ကတ်လိုက်ပါတော့တယ်ဝုန်းဆိုတဲ့အတန်နဲ့တူအတန်ကျကြီးမှပောက်ကွဲထွက်လာပြီးတော့အင်းချက်ရဲ့ပြင်းထန်တဲ့လော်ကီစွမ်းရင်ကြောင့်ငမဲကောင်းရဲ့ရင်ဘတ်ထဲမှာရှိတဲ့ဈေးတောင်ဝေးမှအပိုင်းပိုင်းကွဲထွက်သွားပါတယ်ငမဲကောင်းရဲ့အေယာမခန္ဓာကိုယ်ကြီးမှလည်းအတွင်ပိုင်းကနေစပြီးတော့တန်ဟုံးနဲ့လောင်ကျွမ်းကမြေကြီးဘော့ကိုပြာပုံဖြစ်ပြိုကျသွားပါတယ်မြင်မြန်ထွက်ကြဆရာကြီးရဲ့ပြောဆိုတဲ့နဲ့တူတပည့်နှစ်ဦးမှလည်းပြိုကျနေတဲ့မြေရောက်လိုက်မှုတွေမှာအပြေလွာထွက်လာကြပါတယ်တင်ញိုင်ကုန်းဘော့ကိုရောက်တာနဲ့အောက်ဘက်မှာရှိတဲ့လိုင်ကောင်းကြီးတစ်ခုလုံးမှာဘုံကနေမြေကြီးများကအိတ်ကြပြီးတော့အပီးတိုင်ပြိုကျပိတ်ဆို့သွားပါတော့တယ်နေဝင်ချိန်မှာဆရာတပည့်သုံးဦးမှတော့ကြောက်ကောင်းရွာအတွင်းကိုတည်ငြိမ်စွာနဲ့ပြန်လည်ပြီးတော့ဝင်ရောက်လာခဲ့ပါတယ်ရွာလေဘိုးမှာရှိတဲ့တစ်ပင်ကြီးအောက်မှာတကြီးဦးပါကြောင့်နဲ့တကွာရွာသားများအားလုံးစိုးရိမ်နေကြီးနဲ့စောင့်မျှော်နေကြပါတယ်ဆရာကြီးတို့ကိုဝေးမှမြင်နိုင်ရတာနဲ့ရွာသားများရဲ့မျက်နှာမှာကြောက်တရားများပြင်းစင်သွားပြီးတော့ပျော်ရွှင်ဝမ်းသာတဲ့အပြုံးများပေါ်ထွက်လာပါတယ်ဆရာကြီးတို့ပြန်လာကြပြီကျုပ်တို့ရွာလေးဘေးကင်းသွားပြီမလားဆိုပြီးတော့ရွာသားများကဝမ်းသာမျက်ရည်များနဲ့အော်ဟစ်ကလက်အုပ်ရှိပြီးတော့ဝိုင်းဝန်းကြိုဆိုကြပါတယ်ကလေးငယ်များကလည်းရွာလမ်းမပေါ်မှာဘေးကင်းစွာပြေးလွှာဆော့စားနေပြီဖြစ်ပါတယ်တကြီးရင်ပေတံများမှာတော့ရွာသားများဆက်သားတဲ့ယူနီချမ်းကိုတောက်တုံးလိုက်ပြီးတော့ဆရာကြီးဘုံမင်းကောင်ကအေဂျင့်နဲ့လေတန်းနဲ့ပြောကြားလိုက်ပါတယ်ငမဲကောင်ဆိုတဲ့အောက်လန်းဆရာတည်သွားတာနှစ်ရာကြီးပြီဒါပေမဲ့သူ့ရဲ့ညိုးတွေကခုလိုမျိုးကတ်ဆိုးဖြစ်နေဘာလို့ပြန်လဲနှုတ်ထားရလဲသိလားဒီရွာကလူငယ်တွေအရက်သေးစာတောက်စားပြီးတော့ရွာထိပ်ကရှီအောင်စစ်တီတွေကိုစွန့်ပစ်ထားကြတယ်တီလာမလုံးကျွန်တော်တဲ့အခါရွာကိုစောင်းချောင်းနေတဲ့လောကဘာလာနတ်ကောင်နှက်မြက်တွေကဖယ်ခွာသွားတဲ့အချိန်မှာအောက်လန်းညို့တက်တွေကအလွယ်တကူဝင်ရောက်လာတာပဲကတ်ဆိုးဆိုတာအပြင်ကလာတာတဲ့ကိုယ့်ရဲ့ကိုယ်ချင်းတရားပြည့်ပြည့်မှုကစတင်တာချိုခဲတို့လှပစွာရှင်းပြလိုက်ပါတယ်တချီနဲ့ရွာသားများအားလုံးကမျက်လွှာချကမိမိတို့ရဲ့အမားကိုနောက်လာကြည့်စွာ
ရနေပါတော့တယ်နောက်ကိုကျုပ်တို့ရွာသားတွေအားလုံးတီလာဆောက်တည်ပြီးတော့မှရွာထိပ်ကစီတီတွေကိုပြန်လှည့်ပြီးတော့မုန်းမှန်လိုက်ပါမယ်ဆရာကြီးတကြီးကအဲ့လိုမျိုးပြောလိုက်ပါတယ်ချုံရင်ကလွယ်အေးကိုပြန်လှည့်ပြီးတော့မှဒီတစ်ခါတော့အတော်လေးကိုရင်ဆိုင်လိုက်ရတယ်ဗျာကိုဘကောင်းရင်အင်ချက်တွေဒါအချိန်မီမကယ်နိုင်ရင်တော့ကျုပ်တော့ခက်ပြီဗျအဲ့လိုမျိုးပြောလိုက်ပါတယ်ဘာကောင်ကအင်ချက်များကိုတက်ရက်စွာတိတ်ဆိတ်ရင်းနဲ့ဆရာကြီးရဲ့လမ်းညွှန်မှုနဲ့မင်းရဲ့အကူအညီတွေကြောင့်ဖြစ်လာတာပါကွာငါတို့စီလုံးလို့အောင်မြင်ခဲ့တာပါဆိုပြီးတော့တည်ငြိမ်စွာပြန်လှည့်ပြီးတော့ပြောလိုက်ပါတယ်ဆရာကြီးဘုံမင်းကောင်ကစိတ်ပတိကိုလည်းပင်မဆွတ်လိုက်ပြီးတော့တာယာငြိမ်ချမ်းနေတဲ့ရွာလေးကိုကြည့်ကပြုံးလိုက်ပါတယ်အဲ့ဒီနောက်တည်ငြိမ်တဲ့ရှေ့လမ်းများနဲ့ရွာပြင်လမ်းမကြီးဘက်ကိုခရီးဆက်ရန်ဆက်လက်ပြီးတော့ထွက်ခွာခဲ့ကြပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာဘိုမင်းကောင်းနဲ့ကြက်ကောင်းရွာမှာသွေးဆုံမဆာကြီးဆိုတဲ့ဂမ်ဘီယာဇက်လန်ကောင်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီခင်ဗျာနောက်လာမယ့်ဘိုမင်းကောင်းဇက်လန်တို့ရဲ့အပိုင်းများကိုသိရှိနိုင်ရန်အတွက်ကျွန်တော် channel ရဲ့ notification ခေါင်းလောင်းလေးကိုနှိပ်ပေးတော့ကြအောင်တောင်းဆိုရင်းနဲ့ပဲအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ